ကလေးတို့ရေဒီတစ်ခါပြောပြမယ်ပုံမြင်လေးကတခါတော့ကရွာလေးတစ်ရွာမှာခွေးလေးတစ်ကောင်ရှိတယ်သူ့နာမည်ကမောင်ဖြူတဲ့မောင်ဖြူကအသားဖြူဖြူနဲ့ချစ်စရာကောင်းပေမဲ့တေးသေးလေးပဲဖြစ်တယ်အဲ့ဒီရွာထဲမှာပဲခွေးကြီးတစ်ကောင်ရှိတယ်သူ့နာမည်ကငညိုငညိုကကြီးမားတန်မာပြီးအမြဲတမ်းအားကြီးတဲ့သူလိုပြုမှုတတ်တယ်မောင်ဖြူငယ်တုန်းကငညိုကမောင်ဖြူကိုမကြာခဏအနိုင်ကျင့်တတ်တယ်မောင်ဖြူကမပြောနိုင်ပဲကြောက်လန့်ပြီးရှောင်ရှားနေတတ်ခဲ့တယ်တနေ့မှာတော့မောင်ဖြူကစဉ်းစားမိတယ်ငါအမြဲတမ်းဒီလိုပဲကြောက်နေမလားငါကိုယ်တိုင်ကိုတန်မာလာအောင်စူးစမ်းမယ်လို့အဲ့ဒီနေ့ကစပြီးမောင်ဖြူကနေတိုင်းလေ့ကျင့်တယ်ပြေးတယ်ခုန်တယ်အားကစားလုပ်တယ်မနာမကျင့်အောင်ခန္ဓာကိုယ်ကိုခံနိုင်ရည်ရှိအောင်ပြုစုပျိုးထောင်တယ်အချိန်ကြာလာတဲ့အခါမောင်ဖြူကတဖြည်းဖြည်းကြီးထွားလာပြီးတန်မာလာတယ်သို့တော့သူ့စိတ်ထဲမှာတော့မိမိကိုယ်ကိုယုံကြည်မှုတတိလဲပိုလာခဲ့တယ်တနေ့မှာငညိုကထပ်မံပြီးမောင်ဖြူကိုအနိုင်ကျင့်ဖို့ကြိုးစားတယ်ဒါပေမဲ့ဒီတစ်ခါမောင်ဖြူမပြေးတော့ဘူးမောင်ဖြူကတည်ငြိမ်စွာပြောတယ်ငါမင်းကိုမကြောက်တော့ဘူးမင်းကအားကြီးတာနဲ့တပားသူကိုအနိုင်ကျင့်ရမယ်လို့မဆိုလိုဘူးလို့ငညိုကအံ့ဩသွားတယ်မောင်ဖြူရဲ့တတိနဲ့ယုံကြည်မှုကိုတွေ့ပြီးအနှဲငယ်လှုပ်ရှားသွားတယ်နောက်ဆုံးမှာငညိုကမောင်ဖြူကိုမတိုက်ခိုက်တော့ဘဲနောက်ကျောပြန်သွားခဲ့တယ်အဲ့ဒီနေ့ကစပြီးမောင်ဖြူကိုဘယ်သူမှမအနိုင်ကျင့်တော့ဘူးငညိုတော်မောင်ဖြူကိုလေးစားလာခဲ့ပါတယ်ပုံမြင်သင်ခန်းစာအားရင်ကြီးယုံနဲ့မလုံလောက်ပါဘူးတတိစိတ်ခိုင်မာမှုနဲ့ကိုယ်တိုင်စ조사မှုတွေကလူတစ်ယောက်ကိုတကယ်တမ်းမာစေတယ်ကိုယ်နိုင်တိုင်းအနိုင်မကျင့်ရဘူးနော်ကလေးတို့သူတစ်ပါးကိုငဲ့ညာသနာရမယ်နော်